မှာကင်တိုင်းသားတွေနေတိုင်းကြတာကျွန်တော်မွေးဖွားမှုကြီးရွာလေးမှာပညာရေးနဲ့ကျမ်းမာရေးကိုလေးထားတာကားလည်းမှာစေပေကန်နဲ့စာသင်ကျောင်းပါပညာကုန်ရောက်တွန်းလေးတဲ့ရွာတာနာရောင်ဝါတွန်းလေးတဲ့ရွာယူစင်ယူသားကျွန်တော်တို့စိတ်ထားရင်စိတ်ချင်းနဲ့ရောက်ရင်များလာ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 ခဲ့ပါလာလေစီချင်းနဲ့ကျွန်တော်တို့ရွာမေရစီပွားတောင်သူကြီးများကုန်တဲ့စီပွားကုန်တဲ့ကြီးများနိုင်ငံဝန်ကိုတန်ရွယ်သူများစီစီကားကားနဲ့ကျွန်တော်တို့ရွာလ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 ာခဲ့ပါဘေးကိုပါရဲရောက်ရင်များကြီးကြီးမုန်းကြီးရွာလေးဟာဒါနာရောင်ဝါထွန်းလေးတဲ့ရွာလေးပါရွာနောင်ဘက်မှာမဟာဗောဓိစေတီကြီးပါပညာကုန်ရောင်ထွန်းလေးတဲ့ရွာဒါနာရောင်ဝါထွန်းလေးတဲ့ရွာယူစင်ယူသားကျွန်တော်တို့စိတ်ထားကျွန်းတဲ့ရောက်ရင်များလာ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 ခဲ့ပါလာလေစီကျွန်းတဲ့ကျွန်တော်တို့ရွာခေရစီပွား